ဆောင်ဝဲအောင်ပြီးအလုံးမရဖြစ်လာပြန်တဲ့အခါတခါမြတ်စွာဘုရားဟောတဲ့တရားဘက်ကိုပြန်ပြီးဥလဲလာတယ်လို့ဒီလိုပြောရမှာပဲပြန်ပြီးတော့တဖြည်းဖြည်းလောကီစာတွေနဲ့ပြန်ပြီးတော့ဒီဖွဲ့ရပြီမဲ့လို့အလုံးမရနိုင်တာတွေဖြစ်တော့မိဘရဲ့လက်ငုပ်လို့အလုပ်တွေပဲပြန်လုပ်ကြမန္တလေးမြစ်ဆိုလို့ရှိရင်ဖွဲ့ရဈေးတယ်တွေအများကြီးပဲမိဘကဈေးဆိုင်တွေမှာဈေးရောက်တယ်သားသမီးတွေအကြောင်းနေတယ်ဘွဲတွေရလာတယ်ရလာပြီးမလုပ်လို့မိဘလုပ်တဲ့ဈေးတွေပဲပြန်လုပ်ကြနော်တောင်သူလယ်သမားသားသမီးတွေကလည်းထို့တူပဲဘွဲတော့ယူလိုက်တယ်ယူပြီးတဲ့အခါမလုပ်တော့ဆိုရင်လယ်သမားပဲပြန်လုပ်ကြအဲ့ဒီလိုကြီးဘဝမှာစာဝတ်နေရေးပေါ်မှာအခြေခံတဲ့အနေအထားမျိုးရှိလာတော့လူတွေရဲ့လမ်းကြောင်းဟာပြောင်းသွားတယ်ပေါ့ဒီကနေ့ခေတ်မှာတော့တစ်ဖက်ကနေပြီးတော့ဘုရားရဲ့အဆုံးအမတရားတွေပြန်ပြီးတော့အာယုစိုက်လာကြတာကောင်းတယ်တခုအပြင်ဘုရားရဲ့တရားတော်တွေဟာလူအများစုကထင်နေတဲ့လောကုတ္တရာတရားတွေအလုံးနိဗ္ဗာန်ရောက်ကြောင်းတရားတွေကြီးပဲလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားတရားတော်နဲ့ဘဝမှာပုံဖော်လို့ရတယ်လောကမှာကြီးပွားတိုးတက်အောင်လုပ်ရင်ဘုရားရဲ့အဆုံးအမသိပြီးတော့အဲ့ဒီတိုင်းလိုက်နာမယ်ဆိုရင်စီးပွားရေးလည်းပါတယ်လူမှုရေးလည်းပါတယ်နိုင်ငံရေးလည်းပါတယ်အကုန်လုံးမြတ်စွာဘုရားတရားတော်တွေထဲမှာပြည့်ပြည့်စုံစုံကုန်ရှိတယ်